တောင်ကြီးမြို့ရှိအောင်မြေသစ်ကိုပိုင်ထက်တန်းချောင်းပိုင်ရှင်ရဲ့သားဖြစ်သူကဂရိတ်တွဲကျောင်းသူကိုမရင်းကျင်းမှုဖြစ်ပွားခဲ့ပြီးရဲစခန်းမှာအမှုဖွင့်ထားကလက်တလုံးမှာကျောင်းကိုပိတ်ထားခဲ့ရာနယ်တောင်ကြီးမြို့တစ်တော်ရက်ကွက်ကျမ်းမာရေးရုံးလမ်းမှာရှိတဲ့အောင်မြေသစ်ပုဂ္ဂလိကကျောင်းမှာကျောင်းပိုင်ရှင်ဦးမောင်မောင်ရဲ့အသက်29နှစ်အရွယ်ရှိသားဖြစ်သူဇာနီသွေးဆိုသူကအဆောင်နေပြီးကျောင်းလာတက်နေတဲ့ကျောင်းသူတဦးကိုမရင်းပြုကျင့်ခဲ့တယ်လို့တောင်ကြီးဒေသခံပြည်သူတွေရဲ့ပြောကြားချက်အရသိရှိရပါတယ်။မရင်းပြုကျင့်ခံရတဲ့ကျောင်းသူဟာစီဆိုင်မြို့မှာဂရိတ်တွဲအတန်းလာရောက်တက်နေသူဖြစ်ပြီးဇန်နဝါရီလ15ရက်နေ့မွန်းလယ်12နာရီခွဲအချိန်အဆိုပါကျောင်းသူကခေါင်းကိုက်နေတာကြောင့်ဆီယာမထံခွင့်တောင်းပြီးအဆောင်မှာပြန်လာနေခဲ့ပါတယ်။အဲ့ဒီအချိန်မွန်းလယ်တနာရီလောက်မှာကျောင်းပိုင်ရှင်ရဲ့သားဖြစ်သူဇာနီသွေးရောက်ရှိလာပြီးချိန်6ရိုင်းတဲ့ကအလိုမတူပဲအတ္တမပြုကျင့်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဆိုပါကျောင်းသူမိန်းကလေးရဲ့အဆက်ကိုငဲတဲ့အနေနဲ့မိဘပြည်သူတွေကညှိညှိနှိုင်းနှိုင်းဆောင်ရွက်ဖို့ကျောင်းပိုင်ရှင်ဦးမောင်မောင်ကိုပြောဆိုခဲ့ပေမယ့်ဦးမောင်မောင်ကဘသူ့ကိုမှဂရုမစိုက်ဘူးဟုဆိုကမောင်မောင်မာပြန်လဲပြောဆိုခဲ့တာကြောင့်ညှိနှိုင်းလို့မရခဲ့ဘူးလို့လည်းအဆိုပါဖြစ်ရပ်ကိုသိရှိထားတဲ့တောင်ကြီးဒေသခံတဦးကပြောပါတယ်အဲ့ဒီလိုညှိနှိုင်းလို့မရနိုင်တာကြောင့်အောင်မြေသစ်ပုဂ္ဂလိကကျောင်းမှကျောင်းပိုင်ရှင်ဦးမောင်မောင်ရဲ့အသက်29နှစ်အရွယ်ရှိသားဖြစ်သူကိုမနေ့ကပဲတောင်ကြီးရဲစခန်းမှာမဒိမ်းမှုနဲ့အမှုဖွင့်လှစ်ခဲ့ပြီးအမှုဖွင့်ပြီးတဲ့နောက်လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။လက်တလောတာဝန်ရှိသူတွေရဲ့ပြောကြားချက်အရအဆိုပါအောင်မြေသစ်ပုဂ္ဂလိကကျောင်းကိုပိတ်သိမ်းခိုင်းထားတယ်လို့လည်းဒေသခံပြည်သူတွေထံမှသိရှိရပါတယ်။